ဒီရာဒီစပါတင်ရဲ့ကစားသမားတစ်ခေါ်ယူမှုတွေကတကယ်ပဲအလုပ်ဖြစ်ပါမလားအဲ့တော့အားလုံးပဲမင်္ဂလာပါเนาะအဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့စပါတင်လက်ရှိမှာဒါခေါ်ယူအားဖြည့်ထားတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့စပါတင်တကယ်ပဲဒီကစားသမားတွေနဲ့အဝင်ဝင်ကြဖြစ်ပါမလားပုံမှာကိုဒါကျွန်တော်အမြင်အနေနဲ့ကျွန်တော်သုံးသပ်ချင်ပါတယ်နော်အဲ့တော့ပြီးခဲ့တဲ့ရာသီကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲစပါတင်နေနဲ့ဒါတန်းဆင်းရမလို့ဖြစ်ခဲ့တယ်နောက်ဆုံးပွဲရာသီသိမ်းခံဒီချိန်ထိကိုမှဒါတန်းဆင်းစုံနဲ့လွတ်ဖို့တော်တော်ရုန်းကန်ခဲ့ရတယ်စပါတင်အတွက်ဒါအဆိုးဆုံးနှစ်တွေရဲ့တစ်ခုလို့ပြောရမယ်နော်အဆိုးဆုံးနှစ်တွေရဲ့တစ်ခုတော့မဟုတ်ပါဘူးအဆိုးဆုံးနှစ်တွေပါနော်အဲ့တော့ဒီရာသီမှာတော့စပါတင်နေနဲ့ရာသီမစခင်မှာစောစီးပဲကစားသမားတစ်ခေါ်ယူမှုတွေပြုလုပ်ခဲ့တယ်ဒီခေါ်ယူမှုတွေကလည်းဒါလက်ရှိချိန်မှာတော့ဒါတခြား Premier League အသင်းတွေထက်ဆိုင်အကောင်းဆုံးခေါ်ယူမှုတွေလို့ကျွန်တော်တို့မြင်တယ်။နော်လက်ရှိချိန်မှာ Spurs လှုပ်ရှားမှုက transfer market မှာတည်စားအရန်မြန်နေဘာမှအများကြီးတိတ်မစင်စားဘူးသူအနေနဲ့ဒီရာသီမှာတော်တော်ကြီးအားဖြည့်တင်းပြီးတော့လာမယ့်ရာသီအတွက်ကိုတော်တော်ကြီးမျှော်မှန်းထားတဲ့ပုံပဲအဲ့တော့ပထမဆုံး Spurs အနေနဲ့ခေါ်ထားတော့ဒါဆန်ရိုတိုနာလီပေါ့တိုနာလီကတော့ကျွန်တော်တို့နဲ့အများကြီးစိတ်နဲ့ကစားသမားတော့မဟုတ်ဘူးပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့နျူကာဆယ်မှာသူ့ရဲ့ခြေစွမ်းကိုမြင်ခဲ့ရပြီးပြီနော်အဲ့တော့သူ့ရဲ့ကွင်းနဲ့ထိန်ချုံမှုနိုင်စွမ်းကလည်းဒါကွင်းနဲ့ပူချုပ်တွေကတယောက်လို့တော့ကျွန်တော်တို့တင်စားစေခြင်းနဲ့ကျွန်တော်ပါစင်နဲ့မြင်ရလဲကျွန်တော်တိုနာလီကိုတကယ်ကြိုက်တယ်ပြီးခဲ့တဲ့ရာသီမှာနျူကာဆယ်ရဲ့ကွင်းလေကိုဒါ stable ဖြစ်အောင်ထိန်းချောင်းမောင်းနိုင်တာကမောင်းနှင်ပေးတာကတိုနာလီပါပဲနော်အဲ့တော့ဒီကစားသမားကကျွန်တော်တို့မြင်နေတွေ့နေကြလိုမျိုးဂိုးတွေသွင်းတဲ့အစ်စ်တွေလှုပ်ပြီးတယ်ဆိုတော့ကစားသမားမျိုးတွေတော့မပါဘူးကွင်းနဲ့တန်းဖို့အနှိမ့်အမြင့်ကိုအကောင်းဆုံး handle လုပ်နိုင်တဲ့ကွင်းနဲ့ပိုချုပ်တွေတယောက်ပါအဲ့တော့ပြီးခဲ့တဲ့ရာသီမှာလည်းနျူကာဆယ်မှာသူ့ရဲ့အရေးပါတဲ့ခန်းကဏ္ဍဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့မြင်ခဲ့ရပြီးပြီနော်အဲ့တော့စပါအနေနဲ့ဒီရာသီမှာတော့ဒီကွင်းလယ်ပိုင်းကိုပြင်ဆင်ဖို့အတွက်ကိုဒါတိုနာလီကိုရခေါ်ခဲ့တယ်ဒီခေါ်ယူမှုကတော့ကျွန်တော်တို့ rating 10 out of 10ပဲဒါတိုနာလီကဒါစပါနောက်တစ်ဆင့်ကိုပြောင်းလဲဖို့ဆိုရင်မဖြစ်မနေလိုအပ်တဲ့ကစားသမားတွေထဲမှာပါတယ်ပြီးတော့ကျွန်တော်တို့ဘောလုံးသင်းတစ်သင်းမှာအဓိကလိုအပ်ချက်ကကွင်းလယ်ပါအဲ့ကွင်းလယ်ကိုကစားတဲ့ကစားသမားသည်တန်ဖိုးအနှိမ့်မြင့်ကိုကောင်းကောင်းထိန်းချုပ်နိုင်မယ်ဘောလုံးလည်းကောင်းဖြန့်နိုင်မယ်ဘယ်အချိန်မှာတိုက်စစ်ဆင်ရမလဲဟုတ်လားဘယ်အချိန်မှာခန်းစစ်ပြောင်းဆွရမလဲဆိုတာကိုတန်ဖိုးနှိမ့်ချောက်ကောင်းကောင်းတည်ရကစားသမားအဓိကလိုတယ်အဲ့တော့စပါးမှာပြီးခဲ့တဲ့ရာသီတွေကမရှိဘူးလားဆိုတော့မဟုတ်ဘူးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အရန်ကြီးအားကိုးရတဲ့ကစားသမားတွေလို့ထူထူကျွန်တော်ထောက်ပြစရာတော့မရှိဘူးဒါပေမဲ့စပါးအနေနဲ့ဒီချက်ကိုဒီနှစ်မှာပြီးခဲ့ရာသီမှာဒါကောင်းကောင်းအားဖြည့်ထားတယ်အဲ့တော့စပါးရဲ့ကွင်းထဲမှာကျွန်တော်လက်ရှိကြည့်မယ်ဆိုရင်ကွင်းလက်ကတော်တော်တောင့်သွားပြီเนาะအဲ့တော့ medicine ရှိမယ်ကလပ်ကာရှိမယ်ပြီးပတ်ပြီးစားတော့ပါလည်းရှိရယ်เนาะအဲ့တော့ဒီကစားသမားကွင်းနဲ့ကစားသမားရှိရပြင်ခုတိုနာလီခေါ်ထားတယ်အဲ့တော့တိုနာလီကတော့ဒါ first line ရဲ့ဝင်မှာတော့တည်ကြတယ်အဲ့တော့တိုနာလီကတော့ကျွန်တော်တို့ဒီ spa ခေါ်ယူမှာတော့ rating 10 out of 10ပေးခြင်းနဲ့အသင်းတိုင်းနဲ့လိုချင်တဲ့ကစားသမားလို့ကျွန်တော်ထင်တယ်နော်ပုံမှန်လင်းပြောရရင်တော့ကျွန်တော်ဆိုလဲ Man City fan ပဲဒါပေမဲ့တိုနာလီကိုရရင်ယူမလားဆိုယူမဲ့တယ်မှာပါတယ်နော်ဘာလို့ဆိုဒီကစားသမားရဲ့စမ်းဆောင်ရည်ကကျွန်တော်တို့ stable ဖြစ်တယ်ဗျာတစ်နှစ်ထဲ100စီအထကောင်းတဲ့ကစားသမားမျိုးတွေမဟုတ်ဘူးသူ့ခြေစမ်းကဒီတိုင်းပဲ stable ဖြစ်နေတဲ့ကစားသမားနော်အဲ့တော့ spa ရဲ့ဒီတိုနာလီခေါ်ယူမှုကကျွန်တော်အကောင်းဆုံးခေါ်ယူမှုလို့မြင်တယ်အဲ့တော့အသင်းနဲ့အန်ဝင်ကြဖြစ်မဖြစ်ကိုပဲကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာเนาะအဲ့တော့နောက်တဲ့ကစားသမားကကျွန်တော်မတ်တီးယက်ဖာနန်ဒက်လူငယ်ကစားသမားလေးပါပဲအဲ့တော့ဒီကစားသမားလေးကလည်းဒါကွင်းလယ်မှာခြေစွမ်းလေးကမစိုးဘူးအသက်အရွယ်26နှစ်ပဲရှိရဆိုပေမဲ့သူ့ရဲ့ကစားပုံကရင်းချက်တဲ့ထဲပါတယ်ပြီးတော့ကျွန်တော်ဒီမတ်တီးယက်ဖာနန်ဒက်မှာကျွန်တော်အကြိုက်ဆုံးတစ်ချက်ကဘာလဲဆိုရင်ဘတ်စကွတ်လိုမျိုးဘတ်စကွတ်နဲ့တော့တင်စားပြီးတော့ကျွန်တော်မပြောချင်ဘူးရှင်ပြီးတော့မပြောချင်ဘူးသူ့ရှီကိုဘောလုံးရောက်တဲ့အခါမှာကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့တီတီငိမ့်ငိမ့်နဲ့ဘောလုံးလာလူကိုသူ့ကို pressure ပေးတဲ့အချိန်မှာတီတီငိမ့်ငိမ့်နဲ့ဘောလုံးပြန်ဖြန့်နိုင်တယ်ပြီးဘောလုံး vision မြင်တယ် vision ကောင်းတယ်မကြောက်ဘူးဘောကင်ရမှာကျွန်တော်ဘောလုံးမတစ်ပွဲကြည့်မယ်ဆိုရင်အဲ့အထူးသဖြင့်ရင်တော့ကကျွန်တော်တို့ဒါ main fan တွေစိတ်ဆိုးအောင်ပဲเนาะအဲ့တော့ main fan တွေ main ကစားသမားအများစုကို6ယောက်ထဲမှာဘောလုံးကန်ရမှာအရန်ကြောက်တယ်အဲ့တော့ဘောလုံးသမားဖြစ်ပြီးတော့ဘောလုံးကန်ရမှာကြောက်ပြီးကစားသမားဆိုကျွန်တော်လုံးဝသဘောမကျဒါပေမဲ့ဒီမတ်တီးယက်ဖာနန်ဒက်ကတော့အဲ့လိုမဟုတ်ဘောလုံးရဲတင်းကန်နိုင်တယ်dribbling ဘိုင်းနဲ့မဆိုးဘူးအဲ့လူငယ်ကစားသမားဆိုပေမဲ့ဘောလုံးရဲတင်းကင်နိုင်မှုကိုကျွန်တော်တကယ်သဘောကျတယ်အဲ့တော့ဒီနေ့မှာဒါစပါတင်းနေနဲ့မတ်တီးယက်ဖာနန်ဒက်လည်းရောက်ပြီးကျွန်တော်ရှိရတိုနာလီလည်းရှိပြီးဆိုစပါတင်းရဲ့ကွင်းလေတော်တော်ကြီးတောင့်သွားပြီเนาะအဲ့တော့ဒီရာဒီအကောင်းဆုံးကွင်းလေခေါ်ယူမှု2ယောက်လို့တော့ကျွန်တော်ပြောလို့ရတယ်เนาะအဲ့တော့ဒီကစားသမားလေးကလည်းကျွန်တော်တို့အသင်းနဲ့အန်ဝင်ကွင်းကြဖြစ်မဖြစ်ပဲစောင့်ကြည့်ရမယ်ကစားသမားတစ်တွေနည်းနည်းလေးများနေတဲ့အပေါ်မှာတော့ဒါတယောက်နဲ့တယောက် connection ပြီးဖို့အသင်းနဲ့အန်ဝင်ကွင်းကြဖြစ်မှုဖို့ကတော့အနေငယ်တော့အချိန်ပေးကောင်းပေးရနိုင်ပါပဲအဲ့တော့
ကျွန်တော်တော့ဒီကစားသမားလေးခေါ်ယူမှုကလည်းကျွန်တော်မစိုးဘူးစပါတင်အတွက်လိုအပ်တဲ့ခေါ်ယူမှုလို့ပဲကျွန်တော်မြင်နေเนาะအဲ့တော့နောက်တစ်ယောက်ကကြတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအားလုံးနဲ့လည်းမစိမ့်တဲ့ကစားသမားပါဗန်ဟက်ကီပါအဲ့တော့ဗန်ဟက်ကီကတော့ရက်6ပင်နှစ်ရှိတဲ့ကစားသမားဖြစ်တဲ့အတွက် area ဘိုင်းတွေမှာအားတာတယ်ဂိုးလက်လေးလည်းမစိုးဒါပေမဲ့ပုံမှန်လေးပြောရရင် defensive contribution တွေမှာတော့အနည်းငယ်လေးအားနေတယ်ဒါပေမဲ့ကျွန်တော်တို့သူနဲ့ဒီစပါတင်မှာတွဲဆိုရမယ်ဆန်နာဘက်နောက်တစ်ယောက်ကိုကြီးလိုက်တာခါမှာဗန်ဒီဗန်ဖြစ်နေတယ်အဲ့တော့ဗန်ဟက်ကီနဲ့ဗန်ဒီဗန်နောက်ခံတွဲလုံးကတော်တော်ကြီး strong ဖြစ်တယ်ရိုမီယိုရှိတယ်ပြီးရင်ကျွန်တော်မာကိုဆန်ဆေဆိုပါလို့လည်းရှိတယ်အဲ့တော့စပါရဲ့ခံစစ်မှာဗန်ဟက်ကီဗန်ဒါဗန်ရိုမေရိုနော်မာကိုဆန်ဆေအဲ့တော့ဒီ၄ယောက်အင်အားကတော်တော်ကြီးကို strong ဖြစ်တယ်အဲ့တော့ကျွန်တော်ဗန်ဒီဗန်နဲ့ရိုမေရိုပဲတွဲမလားဗန်ဟက်ကီနဲ့ရိုမေရိုပဲတွဲမလားเนาะကျွန်တော်မာကိုဆန်စင်နဲ့ရိုမေရိုပဲတွဲမလားဘလို့ပဲလာအဆင်ပြေနေတာအဲ့တော့ဒီအချိန်ဒီပေါ်မှာစပါရဲ့ခံစစ်ကလည်းဘာမှအများများဆဆပြောစရာမလိုတော့ဘူးအဲ့တော့ခံစစ်ပိုင်းကတော်တော်ကြီးတောင်းသွားပြီစပါနေတယ်ကွင်းလယ်ပိုင်းကလည်းပြောစရာမလိုတော့အဲ့တော့စပါမှာဒီရသည်အဓိကတိုက်စစ်မှုတယောက်လောက်ထပ်ခေါ်လိုက်မယ်ဆိုရင်စပါဒီကျွန်တော်တို့ချန်ပီယံဝင်ခွင့်တနေရာတွေဒီရသည်မှာမျှော်မှန်းလို့ရနိုင်တယ်အဲ့တော့ကစားအသင်းရဲ့အဓိကအသက်သွေးကြောသည်ကျွန်တော်တို့ခံစစ်လိုပဲယူဆတယ်တကယ်လည်းခံစင်းနဲ့ကွင်းလျာအဓိကပါပဲเนาะအဲ့တော့ဒီချိန်တွေမှာကွင်းလျာကိုလည်းနင်းအားဖြည့်ထားတယ်ခံစင်းမှာလည်းဗန်ဟက်ကီမာကိုဆန်ဆိုင်ပြီးရင်ကျွန်တော်တို့ဗန်နာဗန်ရိုမဲရိုဒီဇမ်းမိုင်ရှိရဲ့ပုံမှာတော့စပါရဲ့ခံစင်းကလည်းတော်တော်တောင့်တင်းသွားပြီအဲ့တော့ဒီချိန်တွေပုံမှာတော့ဒီယာဒီအနေနဲ့စပါရိုအနေနဲ့အကောင်းဆုံးပြန်လာနိုင်မယ်လို့ကျွန်တော်မြင်တယ်စပါဒီယာဒီမှာအနည်းဆုံးတော့ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တနေရတော့ AC ရောက်လောက်မယ်လို့ကျွန်တော်ထင်တယ်เนาะအဲ့တော့ စပါပိတ်သက်တွေတော့ဘယ်လိုမြင်လဲမသိဘူးတခြား Premier League fan တွေလည်းဘယ်လိုမြင်လဲပုံမှာ comment မှာမှတ်ချက်တွေရေးသွားလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီရက်ပိုင်းကတော့ဘောပွဲတွေကကျွန်တော် Champions League qualification နဲ့ Europa League qualification နဲ့ကြာရင်တော့ကျွန်တော်တက်လာပါမယ်မနေ့ကတော့ကျွန်တော်တက်မလာဖြစ်ဘူးဆိုတာကတော့ကျွန်တော်ပကိုးမှာဒါပွဲသွားပေးရပါတော့ကျွန်တော်လာမဲ့ရှစ်လပိုင်း22ရက်နေ့ကျရင်ကျွန်တော်လီကြီးတွေပြန်စားပြီးအဲ့တော့လီကြီးတွေပြန်စားတဲ့အပေါ်မှာတော့ကံပိုင်းဆိုင်ရာထောက်ပံ့လေးကြောင့်ကျွန်တော်ပွဲသွားပေးနေရဖြစ်တဲ့အတွက်မနေ့ကတော့တက်မလာဖြစ်ဘူးเนาะအဲ့တော့ဒီကြားပွဲစဉ်တွေကကျွန်တော်တက်လာခဲ့ပါမယ်အဲ့တော့ channel လေး subscribe လုပ်ရသေးတယ် subscribe လုပ်ထားပြီးပါအောင်အားလုံးပဲကြံအောင်ကြပါစေ good luck ပါ